စီသံကြားရတဲ့ဝေးမှာတာဝန်တွေကစစ်ကြောင်းထွက်နေရပြည်ရောမပြန်နိုင်တဲ့မင်းခါယောက်ျားကိုရဲပါကိုရဲပါစီကိုညောင်းမှန်းပြီးလွန်ရပါနေအောင်မမြင်တဲ့ရိတ်ကြီးတော်တောင်ကြားတော်ရမှမပြောရဲမင်းခါယောက်ျားကိုရဲပါကိုရဲပါမြင်းရင်ကလေးနဲ့ညလေးမြင်းခံကအဖော်အပါများနဲ့ခက်ကစားတယ်အခိုင်မာတော့ရွှေမင်းသမီးလေးရောင်လို့တော့မှာအဝေးရောက်တယောက်တော့သူကိုတတိရမလားတခါလေးတော့လေဝမ်းတော့နေပြီသားမမြင်တာကြလို့